မင်္ဂလာပါကျွန်တော်မိတ်ဆွေများကျွန်တော်မနေ့ကမိတ်ဆွေတို့ကိုပညာနဲ့ပရမတ်အကြောင်းလေးကျွန်တော်ပြောခဲ့တယ်ပေါ့နော်ပြောခဲ့ရမှာဥပမာတစ်ပင်လေးကိုပေးပြီးတော့တစ်ပင်ဆိုတဲ့ပညာကနေပြီးတော့ပရမတ်၈ပါးကိုကျွန်တော်ပြောခဲ့တယ်မြတ်စွာဘုရားကတော့တပ္ပညုတဉာဏ်ကြီးနဲ့ပေါ့လေဒီပညာကိုအမျိုးမျိုးခွဲခြားပြီးတော့ပြောတာပေါ့နာမပညာအတ္တပညာတဏှတိပညာသမုဟပညာဆိုပြီးတော့ခွဲခြားပြီးတော့ပြောခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်တို့ကပညာဆိုတာအစစ်မှမဟုတ်ဘူးအမိပေးုံနဲ့သက်သက်ပဲဆိုတာတော့နားလည်ထားရင်ကိုဒါကျွန်တော်တို့အတွက်အဆင်ပြေပါတယ်ဗျာနော်အဲ့တော့ဒီပညာနဲ့ပရမတ်ကိုကျွန်တော်တို့ကိုယ်ခန္ဓာပေါ်မှာတင်ရမယ်ဗျအဲ့တော့ဒီခန္ဓာကြီးကရုပ်ခန္ဓာရှိတယ်နာမ်ခန္ဓာရှိတယ်ရုပ်ခန္ဓာကတစ်ပါးနာမ်ခန္ဓာက၄ပါးအဲ့ဒါကိုခန္ဓာ၅ပါးလို့ပြောတာပေါ့ဗျာခန္ဓာဆိုတာတော့အစုပေါင်းပေါ့ရုပ်ခန္ဓာဆိုတော့ရုပ်စုပေါင်းပေါ့မှာတစ်ပင်ဆိုတဲ့ရုပ်မှာအမြင့်အကိုင်းအခက်အလှည့်ပင်စီဆိုတာပေါင်းထားမှတစ်ပင်လို့ခေါ်တာဟုတ်ရဲ့လူဆိုတာလဲလူမှာလဲခန္ဓာ၅ပါးရုပ်ခန္ဓာနဲ့နာမ်ခန္ဓာတွေပေါင်းထားတယ်အဲ့တော့လူမှာကြတော့တစ်ပင်နဲ့မတူတော့ဘူးဘာလို့မတူတော့လဲဆိုတော့လူမှာအကြည်ရုပ်ဆိုတာပါသေးတယ်ဗျအကြည်ရုပ်ကဘယ်လိုလဲဆိုတော့မှန်လို့ပေါ့ဗျာထင်နိုင်နေပေါ့ကျွန်တော်တို့ခန္ဓာကိုယ်ကြီးမှာအကြည်ဓာတ်6မျိုးပါတယ်ဗျာဘာတွေလဲဆိုတော့မျက်လုံးအကြည်နားအကြည်နှာအကြည်ရှားအကြည်ကိုယ်အကြည်မနှောအကြည်ဆိုပြီးတော့ကျွန်တော်မျက်စိဆိုရင်အစင်းမျက်စိမှာအကြည်ဓာတ်လေးရှိတယ်အဲ့ဒီအကြည်ဓာတ်လေးကိုအစင်းဆိုတဲ့ပြင်ပရုပ်ကလာတိုက်တဲ့အခါကျတော့ကျွန်တော်ကမြင်စိတ်ပေါ်တယ်ပေါ့ရနော်နှာခေါင်းမှာလည်းသူအနံ့ထင်နိုင်တဲ့အကြည်ဓာတ်လေးပါတယ်နားမှာလည်းအတန်ကြားနိုင်တဲ့အကြည်ဓာတ်လေးပါတယ်ရှားမှာလည်းအရသာကိုသိနိုင်တဲ့အကြည်ဓာတ်လေးပါတယ်ကိုယ်မှာလည်းထိတွေ့နိုင်တဲ့အကြည်ဓာတ်လေးပါတယ်မနှောမှာလည်းဖြစ်ပြီးတာတွေကိုပြန်တွေးနိုင်တဲ့အကြည်ဓာတ်လေးပါတယ်ဗျအဲ့ဒီအကြည်ဓာတ်လေးနဲ့နာမ်နဲ့တွဲလိုက်တဲ့အခါကျတော့နာမ်ကသိတတ်တဲ့တရားယုတ်ကမသိတတ်တဲ့တရားအကြည်ကိုလာထင်တဲ့အရေးတွေကိုကျွန်တော်တို့ကလူမြင်နေခွေးမြင်နေတစ်ပင်မြင်နေတောတောင်ရေမြေသမုဒ္ဒရာမြင်နေနော်ပေါ့အတန်ကြားရဲဆိုရင်လည်းခွေးတန်ဝက်တန်လူတန်ကားတန်မော်တော်ဆိုင်ကယ်တန်အနံ့ဆိုရင်လည်းပန်းနံလေးမှုေးတယ်နှမ်းတယ်ရတာဆိုရင်လည်းချိုချင်းငံစပ်ဖန်ခါသိတယ်ကိုယ်လည်းလာပြီးနူးညံ့တယ်စူးတယ်ရားတယ်အဲ့လိုပေါ့ဗျာထင်တာပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ခန္ဓာကိုယ်ကြီးကရုပ်ခန္ဓာတစ်ပါးနာမ်ခန္ဓာ၄ပါးပေါင်းထားသလိုပဲခန္ဓာရုပ်ဆိုတာလည်းပေါင်းထားသလိုနာမ်ကလည်း၄ပါးပေါင်းထားတာကျွန်တော်တို့ကတစ်ပင်ကိုမြင်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကအရင်အဆင်းကိုပဲမြင်တာဗျနောက်မှတင်ညာနဲ့ငါမြင်တာတစ်ပင်ဆိုပြီးတော့ဗောလေအဲ့လိုမှတ်သားပြီးတော့သိတာပေါ့အဲ့တော့မြင်လိုက်တာနဲ့
ဝိညာဉ်နဲ့ခန္ဓာဆိုတာဖြစ်တယ်အဲ့ဒါကိုမှတ်သားထားတဲ့တင်ញက်ခန္ဓာဖြစ်တယ်အဲ့ဒီအပေါ်မှာမကောင်းတယ်မကောင်းဘူးလို့ခံစားတဲ့ဝေဒနာဖြစ်တယ်စေတနာကနေပြီးတော့လာတယ်ချိုးတယ်မကောင်းကောင်းတယ်ဆိုပြီးရှေ့ဆော်ပေးတယ်ဒီနာခန္ဓာ၄ပါးဖြစ်လာတယ်ပေါ့ဗျာနော်အဲ့တော့နန္တရားကိုကျွန်တော်တို့ဘယ်လိုသုံးလဲဆိုတော့ကျွန်တော်တို့ကစိတ်လို့သုံးတာပေါ့နော်သူစိတ်ငါစိတ်ကျွန်တော်တို့ကစိတ်ကိုအတ္တအမြင်နဲ့ငါပိုင်နဲ့ငါတိုင်းငါဆိုင်နဲ့ထင်တာကိုဗျာနော်တကယ်တော့စိတ်ကစိတ်သက်သက်ပဲတိတတ်မှုသက်သက်အဲ့စိတ်မှာစိတ်ရဲ့စေတသိက်ရဲ့ဆိုပြီးတော့နှစ်မျိုးပေါင်းမှနာလို့ခေါ်တာလေစိတ်ကသူတခုတည်းတစ်မျိုးတည်းနဲ့ရက်တည်လို့မရဘူးတွဲဖြစ်တယ်ပေါ့ဗျာစေတသိက်နဲ့စိတ်ဖြစ်ရင်စေတသိက်ဖြစ်တယ်စိတ်ပြည့်ရင်စေတသိက်လည်းပြည့်တယ်အဲ့တော့ဘယ်လိုဟာမျိုးတွေကစေတသိက်တွေလဲဥပမာခင်ဗျာဟိုအစင်းတစ်ခုကိုမြင်လိုက်တယ်မြင်လိုက်ပြီးနှစ်သက်တယ်ဆိုရင်ခင်ဗျာအဲ့ဒါလောဘစိတ်ဖြစ်သွားတယ်မနှစ်သက်စေဘူးဆိုရင်ဒေါသစိတ်ဖြစ်သွားတယ်နှစ်သက်တယ်လည်းမဟုတ်မနှစ်သက်လည်းမဟုတ်ဘူးဆိုရင်တော့မောဟစိတ်ဖြစ်သွားတယ်အဲ့ဒီလောဘဒေါသမောဟဆိုတာစေတသိက်ပဲဗျအဲ့တော့ကျွန်တော်စာမာစိတ်က89ပါးရှိတယ်အကျေကတော့120ပါးရှိတယ်စေတသိက်က52ပါးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကမြတ်စွာဘုရားဟောတဲ့အတိုင်းအကုန်လိုက်သိဖို့မလိုဘူးဗျဘာလို့လဲဆိုတော့မြတ်စွာဘုရားဆိုတာကအတုလအတုမရှိတပ်ပြညုဒညာကြီးနဲ့ဦးဗျာနော်တရားဟောဓမ္မကတိကတွေဆိုရင်တော့ဗျာအကုန်ဟိုနောက်တော့ဟိုသင်တန်းပေးတဲ့သူတွေတို့သူတို့ပါဆိုရင်တော့ဒါအစုံအစည်းသိထားဖို့လိုတာပေါ့သိတော့လဲကောင်းတာပေါ့ဗျာနော်အဲ့တော့အကုန်လုံးသိရမယ်လို့မဆိုလိုဘူးဗျကျွန်တော်တို့ကမြတ်စွာဘုရားတရားကိုတစ်ခုသိရင်တစ်ခုပိုင်နိုင်သိရင်ဒါကိစ္စပြီးရအဲ့လိုပေါ့ဗျာနော်အဲ့တော့ဒါမနေ့ကကျွန်တော်ကဟိုပြဉ္ညာနဲ့ပရမပြောခဲ့တယ်အဲ့ပြဉ္ညာမှာမှပြဉ္ညာပေါ်မှာမှကျွန်တော်တို့ပရမတ်ကိုထုတ်ပြတယ်အဲ့ပရမတ်မှာလည်းကျွန်တော်ပရမတ်၄ပါးရှိတယ်ပေါ့ဗျာနော်ပရမတ်ထ၄ပါးလို့ခေါ်ပါတယ်အဲ့ဒါတော့စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပေါ့နိဗ္ဗာန်ကတော့ထားပါလို့ဗျာမဉ္ဇဉ်ဖူညာရမှအမျက်မှောက်ပြုနိုင်တာဆိုတော့ဒါကျွန်တော်တို့သိရမယ့်အရာမဟုတ်သေးဘူးဗျအဲ့စိတ်စေတသိက်ယုတ်ကတော့ခုကျွန်တော်ပြောပြရတဲ့အတိုင်းလေးသိထားရင်ကိုမဆိုးဘူးလို့ပြောချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးကိုယ်ကျမ်းပါခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေ